ပြီးခဲ့တဲ့ရက်ပိုင်းတွေကတရုတ်မြန်မာနှစ်နိုင်ငံအကြားအနှစ်သာရပြေဝတဲ့ဖလှယ်ရေးအစည်းအဝေးတွေခက်စိတ်စိတ်ကျင်းပခဲ့ရာနှစ်နိုင်ငံတန်တမန်ဆက်ဆံရေး86နှစ်မြောက်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုဖော်ကျူးမှုဖြစ်လာပါတယ်။ဧပြီလလယ်ပိုင်းမှာဆွေမျိုးပေါက်ဖော်အတူဆုံးကြီးမင်္ဂလာရေချမ်းသွန်လောင်းမယ်။နှစ်နိုင်ငံနယ်စပ်တကြံပွဲတော်အတူဆင်နွှဲပြောဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပတဲ့2026ခုနှစ်ရေသပင်ပွဲတရုတ်မြန်မာလူငယ်တွေယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ကိုတရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်ရွှေလီမြို့နှုတ်မော်ဟုစင်ဖြူတော်ရင်ပြင်မှာခမ်းနားတိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ကျွန်တော်တို့အခုဒီမှာရှိနေတဲ့ဒီစိန်မြင့်မှာပေါ့နော်ကျွန်တော်တို့မြန်မာတိုင်းရင်းသားတွေတို့ပေါင်းစုံကနေပြီးတော့စစ်စစ်လုံးလုံးချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်နဲ့ရှိနေကြတာမြင်ရတဲ့အတွက်ကြောင့်အများကြီးဝမ်းသာမိပါတယ်။နောက်ကျွန်တော်တရုတ်နိုင်ငံကမစ္စတကန်တူဒီကိုလာတဲ့ခါမှာလည်းအကုန်လုံးနေထွေးထွေးနဲ့ကျွန်တော်တို့ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်ရှိနေကြတာတွေ့ရတဲ့အတွက်လည်းပုံပြီးတော့မှဝမ်းမြောက်မိပါတယ်။အခုလိုမျိုးဟိုပွဲတွေကိုလည်းနှစ်စဉ်နှစ်တိုင်းကျင်းပနိုင်မှုကိုလည်းမျှော်လင့်ပါတယ်။ကျေးဇူးများတင်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမြန်မာနိုင်ငံရန်ကုန်မြို့စတဲ့နေရာတွေမှာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့တကြံပွဲတော်ကိုကျင်းပခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ရိုးရာနှစ်သက်ကူပွဲတော်အနေနဲ့ဒေသခံပြည်သူလူထုကအပြန်အလှန်ရေပတ်ဖြန်းကဆုတောင်းမြတ်တာပို့တာကြရာတရုတ်မိတ်ဆွေအပေါင်းဖော်တွေကိုလည်းဆွဲဆောင်နိုင်ခဲ့ပါတယ်။ဧပြီလ21ရက်မှာမြန်မာနိုင်ငံမန္တလေးမြို့အခြေဆိုင်တရုတ်နိုင်ငံကောင်စစ်ဝင်ချုပ်ကောင်းဖိန်ကအတာရီဖြန့်နှစ်သက်ကြိုဆိုပေါက်ဖော်ခရီးအသစ်စတင်ဆိုတဲ့ဆောင်းပါးကိုမန္တလေးနေ့စဉ်သတင်းစာမှာဖော်ပြခဲ့ပါတယ်။过去的一年，缅甸经历了特大地震的考验，并恢复重建。新政府也开启全面执政，泼水节也恢复了往日的热闹。衷心祝愿缅甸实现和平与发展。站在新的历史节点，面对中缅友好合作新的发展契机，我们完全有理由相信，泼水节的清水将洗去旧岁的尘埃，紫檀花将铺就我们共同前行的道路。ရွှေလီနယ်စပ်ခိတ်နဘေးကရေသပင်ပွဲတော်ကနေမြန်မာနိုင်ငံမန္တလေးမြို့အခြေဆိုင်တရုတ်နိုင်ငံကောင်စစ်ဝင်ချုပ်ရဲ့အလေးနက်ထားတဲ့စုမုံကောင်ပို့တာမှုတွေအထိတရုတ်မြန်မာနိုင်ငံဟာရိုးရာပွဲတော်ရဲ့အေဂျင့်တာယာပြီးမင်္ဂလာရှိတဲ့အငွေ့အသက်တွေနဲ့နှစ်ဟောင်းကအညစ်အကြေးတွေကိုတန့်စင်ပေးပြီးဘရောက်ပန်းခင်းတဲ့လမ်းထက်မှာလက်တွဲအတူရှောက်လန်းပြီးတရုတ်မြန်မာအေးတူပူမျှအတိုင်ဝန်တိဆောက်ရေးအတွက်ကဏ္ဍအသစ်ဖွင့်လှစ်သွားမှာဖြစ်ပါတော့တယ်။